1352 ခုနှစ်ကဆုံလပြည့်ကျော်17 ရက်နေ့ဖော်တော်ရဈဉ္ညာကျောင်း၌ဓမ္မပူဇာအဖြစ်ဖြင့်ဟောကြားအပ်သောသုတ်တန်နိဗ္ဗာန်ပါဠိတော်၌လာရှိသောမေတ္တာသုတ်တန်တရားဒေသနာတော်ယောဂီဒါယကမဒေါ်မေလက်တွင်ကပေါ့နော်မေတ္တာသုတ်တန်ဟောကြားပေးဖို့ဒီနေ့လျောက်ထားတောင်းပန်တာနဲ့ဒီနေ့မေတ္တာသုတ်ကိုစဟောဖို့ရည်ရွယ်ထားပါတယ်ဒီမေတ္တာသုတ်ကတော့မြတ်သောအဖြစ်ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအလွတ်ရနေတဲ့သုတ်တန်တစ်ခုလည်းဖြစ်ပါတယ်တချို့ပုဂ္ဂိုလ်တွေကတော့ဘာပြောကြလဲဒီမေတ္တာသုတ်တန်ကိုငပြောသီးမှန်အုံသီးမှန်နဲ့ဂါထာဆိုပြီးပြောကြတယ်ဘာဖြစ်လို့လဲအလှမင်္ဂလာဟူသမျှမှာဒီမေတ္တာသုတ်တန်မရွတ်တဲ့အလှမင်္ဂလာရဲ့လို့မရှိကြဘူးနော်အလှမင်္ဂလာတိုင်းမှာလည်းငပြောသီးအုံသီးမပါတဲ့ကြော်ပွဲရဲ့လို့သိပြီမရှိကြဘူးဒါကြောင့်ငပြောသီးအုံသီးကိုမှန်းယူနေတဲ့ဂါထာတစ်ခုအဖြစ်လူလောကကတော့တချို့ပြောကြတယ်နော်သို့တော့ဒီမေတ္တာသုတ်တန်မှာဘုရားရှင်ဒီကျင့်စဉ်တွေကို၃ပိုင်းလောက်ခွဲဟောထားပါတယ်ပထမပိုင်းသုတ်တန်သီလလို့ခေါ်တဲ့သီလပိုင်းကျင့်စဉ်ဒုတိယပိုင်းသမာဓိပိုင်းလို့ခေါ်ဆိုအပ်တဲ့မေတ္တာဘာဝနာလုပ်ငန်းတတိယပိုင်းမှာဒီမေတ္တာဇံကိုအခြေခံ၍ဝိပဿနာကုပုံဆိုပြီးအပိုင်း၃ခန္ဓာခွဲပြီးဟောထားပါတယ်နော်ထိုဟောထားတဲ့မေတ္တာသုတ်တန်သည်မေတ္တာဘာဝနာကိုပွားများအထောက်နေတဲ့ပုဂ္ဂိုလ်တွေအဖို့မေတ္တာသုတ်တန်မှာလာရှိသည့်အတိုင်းမေတ္တာဘာဝနာကိုပွားများနေတဲ့ပုဂ္ဂိုလ်တွေအဖို့လဲမေတ္တာရဲ့အကျိုးတရားတွေကိုရရှိနိုင်တယ်။တဖန်မေတ္တာသုတ်တံကိုရွတ်ဖတ်တရဆက်နေရင်လဲအကျိုးတူတွေများစွာရရှိနိုင်ပါတယ်။ပရိဒလို့ခေါ်တဲ့အယံအတ္တအလုံးငါရည်ရွယ်ပြီးတော့ရှေ့စတော်ကြီးတွေကပရိကြီးပါဠိတော်ထဲမှာလည်းထီးသွင်းပြီးဖော်ပြထားပါတယ်နော်။ဒီပရိကြီးပါဠိတော်ကိုဘယ်ခေတ်ဘယ်ချိန်ခါကအစတင်တီးထွင်းခဲ့တယ်ဆိုတာတော့အတိအကျသတ်မှတ်ချက်ခုနှစ်တက္ကရာတော့မရှိဘူး။သို့တော်လည်းဘုရားရှင်လက်ထက်တော်တဲ့ကပရိဒအမည်ဖြင့်ထင်ရှားခဲ့တဲ့သုတ်တန်တွေများပါတယ်။ထိုပရိဒခေါ်တာကတော့သရဝတိတဏ္ဍာမှာကြောက်ရောက်လက်တန်းဖြစ်နေတဲ့ဘေးအန္တရာယ်ဒုက္ခအမျိုးမျိုးတွေကိုကာကွယ်စောင့်ရှောက်ပေးတဲ့ဒေသနာတွေလို့ဒီလိုယူဆရပါတယ်။အဲဒီဒေသနာတော်တွေကိုအမှန်တင်ဂုံတင်တဲ့အနေနဲ့ရှေးတော်ကြီးများကဒီမေတ္တာသုတ်တံမှာပရိမွန်းလေးထည့်ထားတယ်နော်။ဘာဖြစ်လို့ဒီပရိမွန်းထည့်ပြရတယ်လို့မေးရင်လည်းဒီမေတ္တာသုတ်တံဟာဘလောက်အကျိုးကုန်ရင်အာနိသင်ကြီးတယ်ဆိုတာကိုသိပါမှလူလားတောင့်တတဲ့စိတ်ထားတွေပေါ်လာနိုင်တယ်။ဒါကြောင့်မေတ္တာသုတ်တံကိုရွတ်ဖတ်တရစနေတဲ့ပုဂ္ဂိုလ်တွေမေတ္တာသုတ်တံကိုနာယူနေတဲ့ပုဂ္ဂိုလ်တွေမေတ္တာသုတ်တံမှာလာရှိတဲ့မေတ္တာဘာဝနာတွေကိုစနစ်တကျကြည်ကြံကြိုးကိုပွားများအထောက်နေတဲ့ပုဂ္ဂိုလ်တွေမေတ္တာသုတ်တံမှာလာရှိတဲ့ဝိပဿနာဘာဝနာလုပ်ငန်းရပ်တွေကိုစနစ်တကျကြိုးစားအထောက်နေတဲ့ပုဂ္ဂိုလ်တွေအားတဲ့တရောကြိုးစားအထောက်ခြင်းနဲ့စိတ်ထားတွေပေါ်လာအောင်မေတ္တာသုတ်ကိုဂုံတင်တဲ့အနေအချင်းအမွှန်းတင်ထားတယ်။ဘယ်လိုအမွှန်းတင်ထားလဲ။ယတ ानु ဘာဝတောယက္ခဏေဝတသိန္တိပိဒနာယံမိစေဝနိယုဇံတောရတိန္တိဝမတ္တန္တိတောဒုက္ခံသုပတိသုတ်တောသပပံကိဉ္စီနပတ္တိဧဝမတိကုဏုပေတံပရိတံတံပနာမဟေဟေဩသူတော်ကောင်းတို့ယတပရိဒတအကျင့်မေတ္တာတို့ပရိတရားတော်မြတ်ဤအနုဘာဝတော်တကုရှိန်သောအနုဘောကြောင့်ယက္ခဏအမြတ်တို့သည်ဘိဒနံကြောင့်ပဲဖွဲ့အာယုံအမျိုးမျိုးကိုနေဝတသင်္တိမပြနိုင်ကြလေကုန်ယမိစေဝယမေတ္တာတို့ပရိတရားတော်မြတ်၌သာလျှင်ရတ္တိန်ဒီဝံနေခြင်းမပြအခခသိအတ္တန္တိတောပြည့်ရင်ခြင်းမရှိပဲအနုယုံဇံတော်အဖန်တလဲလဲဆွေးမြဲမပြရွဖပွားများအထုတ်လျက်ရှိသောသူသည်ဒုက္ခံချမ်းချမ်းသာသာသူပတိအိစေယဤသုတ္တောသအိပ်ပြောသောလိဂိဉ္စီတစုံတခုသောပပံအိမဲဆိုကိုနပတ္တိမမြင်မရပေဧဝမာတိကုဏုပေတံဤသောသသောအကျိုးကုန်အင်အာနိသင်နှင့်ပြည့်စုံသောတံပရိတံထိုမေတ္တာသောပရိတရားတော်မြတ်ကိုမယံငါတို့သည်ပနာမရွတ်ဖပူဇော်ကြပါကုန်စို့ဒါကမေတ္တာသုတ်ဟာဘလုံးအစွမ်းထက်တယ်ဆိုတာကိုမေတ္တာသုတ်သို့မဟုတ်ပေကြီးပါဠိတော်ကိုစီရင်တော်မူတဲ့ဆရာတော်ကအမှန်တင်ထားတဲ့ဂါထာလေးပဲမေတ္တာသုတ်တံဘုရားဟောမရောက်သေးပါဘူးနော်
အဲ့တော့ဒီဂါထာလေးမှာကသူကဘာလဲဒီမေတ္တာတုတ်ပရိတရားတော်မြတ်ရဲ့အစွမ်းရှိန်စွာအနုဘောကြောင့်နတ်တွေကကြောက်မဲ့ခွဲအာယုံအမျိုးမျိုးကိုဗဏိနဲ့မှမဖော်ပြနိုင်ဘူးဆိုတာကဘာကိုအခြေခံလဲလို့မေးရင်ဒီမေတ္တာတုတ်တံဖြစ်ပေါ်လာရတဲ့အထုပ္ပတ္တိနိဒန်းကိုအခြေခံထားပါတယ်မေတ္တာတုတ်တံကဘယ်ပုံဘယ်ပန်းဘယ်နည်းလမ်းအပြင်ဖြစ်ပေါ်လာခဲ့တယ်လဲဆိုတာကိုလည်းသုတ္တနိဗ္ဗာန်အထက်ကရာပထမအတွက်စာမျက်နှာ195ကနေစပြီးတော့ဖော်ပြထားပါတယ်နော်အကျဉ်းချုပ်ကတော့ဘာလဲလို့မေးရင်တော့ဟိမွန်တာတောင်ရဲ့တောင်နံပါတ်တနေရာမှာယဟန်တော်တော်ခမ်းများ900ခန့်ပေါ့နော်ဘုရားရှင်ဓမ္မကမ္မထံယူပြီးတော့သွားပြီးဝိပဿနာဘာဝနာကမ္မထံတွေစီးပြန်ကြတယ်စီးပြန်တဲ့အချိန်ကမှနတ်တွေကနေပြီးတော့ဒီဟန်တွေကိုမနေနိုင်အောင်နှောက်ယှက်ကြတယ်နှောက်ယှက်တဲ့အတွက်မြတ်စွာဘုရားထံတပတ်ပြန်လာပြီးတော့မြတ်စွာဘုရားထံမှာဝါဆိုဖို့နေရာတင့်တော်တဲ့နေရာကိုလျှောက်ထားကြတယ်ဒီခါမှာမြတ်စွာဘုရားကဒုယန်းတွေကိုပရိဒ္ဒထာယသူတို့ရဲ့အယံအတအလုခါ၎င်းကမ္မထာနထာယမေတ္တာသမထကမ္မထံထိုမေတ္တာဇံကိုအခြေခံ၍ဝိပဿနာဘာဝနာကမ္မထံစီးပြန်ပွားများအထောက်ရန်အလုခါ၎င်းဒီမေတ္တာသုတ်တံကိုဟောကြားပြတာပြီးတော်မူပါတယ်ဒါကတော့အကျဉ်းချုပ်ပဲအကျေအဖြစ်တော့တစ်ချိန်မှာဥစဉ်တော်မြတ်စွာဘုရားတောင်းထိပြီးတရင်သုံးတော်မူကြဝါဆိုဝါကကိုအချိန်လေးတော်လေးနိကလာတယ်ခုလိုအချိန်ခါမျိုးလောက်လို့ယူဆရပါတယ်နော်အဲ့ဒီလိုနိကလာတဲ့အချိန်ခါမှာဘာဖြစ်လာလဲဒီနာကောပနတမယေနတံဘုဟုလာနာနာဝိရိစကဘေကုဘဂဝတ္တောတန္တိကေကမ္မဋ္ဌာနံခေတဝါတထတထဝတ္တံဥပကံဒုက္ကမဘဂဝန္တံဥပသင်္ကမန္တိဒီနာခောပနတမယေနထောအခါ၌တံဘူလာများစွာကုန်သောနာနာဝိရိစကအတိတိသောတိုင်းသာဖြစ်ကြကုန်သောဘေကုယံတို့သည်ဘဂဝတ္တောမြတ်စွာဘုရားဤတန္တိကေထံတော်၌ကမ္မဋ္ဌာနံကမ္မထံကိုခေတဝသင်ယူကြကုန်၍တထတထထိုဒေသအယထာဏ၌ဝတ္တံဝါဆိုခြင်းကိုဥပကံတုကာမကရောက်လိုကြကုန်သည်ဖြစ်၍ဘဂဝန္တမြတ်စွာဘုရားထံတော်မှောက်သောဥပသင်္ကမတိဥပသင်္ကမန္တိချင်းကပ်၍လာကြလေကုန်၏အမျိုးအနွယ်အသီးသီးမြို့ရွာဒေသအသီးသီးမှသာသနာတော်သို့ဝင်ရောက်ပြီးရှင်ဟန်ပြုလာကြတဲ့နာနာဝိရိစကအမိရနေတဲ့ယဟန်တော်တွေမြတ်စွာဘုရားထံမှာကမ္မထံယူပြီးတော့ထိုအယဒေသဒီမှာဝါဆိုဝါကလိုတဲ့ဥတီချက်ဖြင့်မြတ်စွာဘုရားထံကိုချင်းကပ်ကြတယ်ချင်းကပ်လိုက်တော့ဘာဖြစ်လာလဲတတရသုဒ္ဓမကဝါရကသရိဒါနသဝိညာဏကဝိညာဏကဝတေနဧကတတဝိတံအတုပကမ္မထာနံဒေါသသရိဒါနံသရုပိဓမေတ္တာတိကမ္မထာနံမောဟသရိဒါနံမရဏတတိကမ္မထာနံဒီနိဝိတကသရိဒါနံအာနာပါနတတိပထဝီကတိနာဒီနိတတ္တသရိဒါနံဗုဒ္ဓနုတတိကမ္မထာနံဒီနိဘုဒ္ဓိသရိဒါနံသရုဒ္ဓတောဝဌာနာဒီနိဣမိနာနိယနာသရုဒ္ဓတိတိကပ္ပသဟတဗေဒသရိဒါနုကုလာနိကမ္မထာနာနိကထေတိဘာပြောလဲအဲ့ဒီလိုယဟန်တော်တော်ခမ်းများကမြတ်စွာဘုရားတန်ချင်းကလာပြီဆိုရင်တဲ့ဘုရားရှင်ကရာဂသရိဒါနရာဂစရိုက်ထူပြောနေတဲ့တတ္တဝါတို့အားသဝိညာဏကအဝိညာဏကဝတေနာသဝိညာဏကဝိညာဏကဝတေနာသဝိညာဏကအတုပအဝိညာဏကအတုပရဲ့အစွမ်းဖြင့်ဧကတတဝိတံ32မျိုးသောအပြားရှိသောအတုပကမ္မထာနအတုပကမ္မထံကို၎င်းရာဂစရိုက်ထူပြောနေတဲ့ပုဂ္ဂိုလ်တွေဖြစ်ခဲ့မယ်ဆိုရင်ပေါ့ရာဂစရိုက်ဆိုတာကတော့တက်ရှိတဲ့မဲ့ကာမဝတ္ထုအစုစုတွေအပေါ်မှာတွေ့တာတတ်မဲ့တဲ့တဏှာတွေသိအကောင်းနေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ခဲ့ရင်ထိုပုဂ္ဂိုလ်တွေကိုရည်ညွှန်းပြီးတော့ဘုရားရှင်ကသဝိညာဏကအတုပအဝိညာဏကအတုပလို့ခေါ်ဆိုအပ်တဲ့32မျိုးသောအတုပကမ္မထံတွေကိုဟောကြားပြတာဆိုမှပြီးသင်ပေးတယ်ဒီတော့သဝိညာဏကအတုပဆိုတာကဘာကိုသဝိညာဏကအတုပခေါ်တယ်လို့မေးရင်တော့တချို့နေရာမှာကာယကရတတိလို့လည်းသုံးထားပါတယ်။အိုဂိရိမာနန္ဒသုတ်တံမှာတော့အတုပကမ္မထံဆိုပြီးသုံးထားတယ်။32ခုဌာနကိုပဋိကူလညွန်ရှာဆက်ဆုပ်ခွဲအနေနဲ့ရှုပွားသုံးသပ်နေတဲ့ကမ္မထံကိုပဋိကူလမနတိကာရပပဆိုတဲ့အမည်နဲ့မြတ်စွာဘုရားကမဟာသတိပရဏသုတ်တံမှာဟောကြားထားခဲ့တယ်။ဟိုဘက်ကတချို့သုတ်တံတော့အတုပဘာဝနာဆိုတဲ့အမည်နဲ့ဟောထားခဲ့တယ်နော်။တချို့သုတ်တံများမှာတော့ဝိဇ္ဇာသုတ်တံတို့လိုသုတ်တံမျိုးကြတော့သဝိညာဏကအတုပဆိုပြီးတော့ဒီလိုအမည်နဲ့မြတ်စွာဘုရားဟောထားပါတယ်။
အဲ့ဒီ32ခုထာတာတွေကိုပฏิကူလမနတိကာရအနေနဲ့ရှုပွားသုံးသပ်ခဲ့ရင်ပထမဇန်သမာဓိစိုက်တယ်32ခုထာတာကိုရှုပွားတဲ့အပိုင်းမှာ32ခုထာတာလုံးကိုခြုံငုံ၍ရှုပွားရင်ပฏิကူလအနေနဲ့ယွန်ရှာဆက်ဆုပ်ွယ်အနေနဲ့ရှုပွားခဲ့ရင်လည်းပထမဇန်သမာဓိစိုက်တယ်ကိုထာတာတစ်ခုစီကိုပฏิကူလယွန်ရှာဆက်ဆုပ်ွယ်အနေနဲ့ရှုပွားသုံးသပ်ခဲ့မယ်ဆိုလို့ရှိရင်လည်းပထမဇန်သမာဓိကိုပဲစိုက်ပါတယ်ထိုပရမဇန်သမာဓိကိုအခြေခံ၍ယုတ်တိနန္ဒီသိသိအကြောင်းတရားရှားဖွေပြီးအကြောင်းတရားနှင့်တကွထိုယုတ်နန္ဒီကိုလက္ခဏာ၏သုံးတန်တင်ပြီးဝိပဿနာရှုမယ်ဆိုရင်လည်းအရဟတဖို့ပေါ့ရောက်နိုင်တယ်။ဒါကတလန်းနောက်တလန်းကတော့ဥစ္စနအဝိညာဏကအတုပလို့ခေါ်တဲ့သေအတုပပဲထိုသေအတုပကိုမြတ်စွာဘုရားကအတုပကမ္မထအဖြစ်10မျိုးဟောထားပါတယ်နော်။ဩဒုမန္တကစသည်ဖြင့်ဟောထားတယ်။သေပြီးလို့ပုဂ္ဂိုလ်နေတဲ့အလောင်းကောင်းကနေစပြီးတော့အယိုးတွေဆွေးမြေ့တဲ့အထိအတုပဘာဝနာကမ္မထံစီးပြန်အထုတ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဘယ်အစစ်မှာပဲဖြစ်ဖြစ်ပရမဇန်သမာဓိစိုက်နိုင်တယ်။ထိုပရမဇန်သမာဓိကိုအခြေခံ၍ဝိပဿနာရဲ့အခြေပါဒကပြုပြီးယုတ်တိနန္ဒီသိသိအကြောင်းတရားရှားဖွေအကြောင်းတရားနှင့်တကွထိုယုတ်နန္ဒီကိုအနိစ္စဒုက္ခအနတ္တလက္ခဏာ၏သုံးတန်တင်ပြီးဝိပဿနာရှုပွားသုံးသပ်ခဲ့မယ်ဆိုရင်လည်းအရဟတဖို့ပေါ့ရောက်တယ်။ဒီလိုရောက်နိုင်တဲ့အတွက်ရာဂစရိုက်ထူပြောနေတဲ့တတ္တဝါတွေကိုဘုရားရှင်သည်သဝိညာဏကအတုပအဝိညာဏကအတုပလို့ခေါ်ဆိုအပ်တဲ့သဝိညာဏကအတုပက1မျိုးအဝိညာဏကအတုပက10မျိုးအဲ့ဒီ12မျိုးသောအတုပကမ္မထန်တွေကိုဟောကြားပြတာဆုံးဆုံးမှပြီးတော့မူပါတယ်နောက်တစ်ခုဒေါသစရိဒါနသရုပ်ပိဒမေတ္တာတိကမ္မထနာဒေါသစရိဒါနဒေါသစရိုက်ထူပြော၍နေကြကုန်သောယဟန်တော်တို့အားသရုပ်ပိဒံ4မျိုးအပြားရှိသောမေတ္တာတိကမ္မထနာမေတ္တာကမ္မထံကရုဏာကမ္မထံမုဒိတာကမ္မထံဥပက္ခကမ္မထံဟုခေါ်ဆိုအပ်တဲ့ဗြဟ္မစိုးတရား၄ပါးဗြဟ္မဝိဟာရကမ္မထံကိုကထေတိဟောကြားပြတာအဆုံးဆုံးမှတော်မူ၏တချို့ဒေါသသိကြည့်တယ်ပုဂ္ဂိုလ်ရဲ့ပင်ကိုဓာတ်ခံစရိုက်ကိုကဒေါသစရိုက်တွေသိလွန်ကဲနေတယ်အဲဒီလိုဒေါသစရိုက်လွန်ကဲနေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ခဲ့ရင်တော့မြတ်စွာဘုရားကမေတ္တာကမ္မထံကိုသင်ပေးတယ်ကရုဏာကမ္မထံကိုသင်ပေးတယ်မုဒိတာကမ္မထံကိုသင်ပေးတယ်ထိုမေတ္တာကရုဏာမုဒိတာကမ္မထံ3မျိုးကတတ္တိယဇန်သမာဓိအထိဆိုင်နိုင်ပါတယ်ဒီဌာနမှာတော့လက်တွေ့အထုတ်လို့တဲ့ပုဂ္ဂိုလ်များနောက်ပိုင်းဝိပဿနာပုံစံကြရင်တော့သင်ပေးနေပါတယ်နော်ထိုတတ္တိယဇန်သမာဓိကိုအခြေခံပြီးတော့ဥပက္ခဗြဟ္မဝိဟာရခေါ်တဲ့ဗြဟ္မစိုးတရားကိုဆက်လက်ပွားများအထုတ်ခဲ့ရင်သရုဒ္ဓဇန်သမာဓိအထိဆိုင်တယ်ထိုဗြဟ္မစိုးတရား၄ပါးကိုအာယုံယူရရှိနေတဲ့ပရမဇန်သမာဓိဒုတိယဇန်သမာဓိတတိယဇန်သမာဓိသရုဒ္ဓဇန်သမာဓိတွေကိုဝိပဿနာရဲ့အခြေပါရကအဖြစ်နဲ့ထူထောင်ပြီးတဲ့အခါယုတ်တိနန္ဒီကိုသိသိအကြောင်းတရားကိုရှားဖွေအကြောင်းတရားနှင့်တကွထိုယုတ်နန္ဒီကိုလက္ခဏာ၏သုံးတန်တင်ပြီးဝိပဿနာဘာဝနာကမ္မထံစီးပြန်ပွားများအထုတ်ခဲ့မယ်ဆိုရင်လည်းအရဟတဖို့ပေါ့ရောက်နိုင်တယ်။ဒါကြောင့်ဒေါသစရိုက်ထူပြောနေတဲ့တတ္တဝါဖြစ်ခဲ့ရင်လည်းမြတ်စွာဘုရားသည်ဗြဟ္မစိုးတရား၄ပါးကိုဟောကြားပြတာအဆုံးဆုံးမှပေးပါတယ်။ပေးတဲ့အခါမှာဗြဟ္မစိုးတရား၄ပါးတဲ့ရှုပွားပုံကိုဟောတည်တော့မဟုတ်ဘူးနော်။ထိုဗြဟ္မစိုးတရား၄ပါးဖြင့်သမာဓိထူထောင်ပုံထိုသမာဓိကိုအခြေခံ၍ယုတ်နံသိသိပုံအကြောင်းတရားရှားဖွေပုံအကြောင်းတရားနှင့်ကယုတ်နံတွေကိုလက္ခဏာ၏သုံးတန်တင်ပြီးဝိပဿနာရှုပွားပုံတွေကိုရဝါတို့ရဲ့အစ္ဆတိယဓာတ်ခံနဲ့လျောင်းကြီးစွာအသေးစိတ်သင်ပေးလို့ကသင်ပေးတယ်။အသေးစိတ်သင်ပေးတဲ့ရင်သင်ပေးလိုက်တယ်။အကျဉ်းချုပ်သင်ပေးတဲ့ရင်သင်ပေးလိုက်ပါတယ်နော်။အဲဒီလိုသင်ပြီးပြီးနောက်တစ်ခုမောဟစရိဒါနမရဏတတိကမ္မထာနာတိမောဟစရိဒါနမောဟစရိုက်ထူပြောကြကုန်သောတတ္တဝါတို့အားမရဏတတိကမ္မထာနာတိနိမရဏတုတ္တိကမ္မထံစတဲ့ကမ္မထံတို့ကိုကထေတိဟောကြားပြတာဆုံးဆုံးမှတော်မူလေ၏မောဟစရိုက်တချို့ကသိထူပြောတယ်အဲ့ဒီလိုမောဟစရိုက်ထူပြောနေတဲ့ပုဂ္ဂိုလ်တွေဖြစ်ခဲ့ရင်တော့မရဏနုတ္တိကမ္မထံကိုမြတ်စွာဘုရားသင်ပေးတယ်မရဏနုတ္တိကမ္မထံနေလားဆိုတော့မဟုတ်သေးဘူးတခြားသင်လျော်မဲ့ထင်းတဲ့ကမ္မထံတွေကိုလည်းထိုပုဂ္ဂိုလ်ရဲ့အတိတ်အစ္ဆာတိယဓာတ်ခံနေနဲ့လျော်ညီအောင်အတိတ်ကစိပုထားတဲ့အစ္ဆာတိယဓာတ်ခံနေနဲ့လျော်ညီအောင်မြတ်စွာဘုရားကြည့်ရှုပြီးသင်ပေးတော်မူပါတယ်တတ္တဝါတွေတခါတည်းသေခြင်းတရားကိုမေ့နေတဲ့အတွက်ဘာလုပ်ကြလဲစီမံကိန်းတွေအမျိုးမျိုးရေးဆွဲကြတယ်ထိုစီမံကိန်းတွေအကောင့်ထဲဖော်နိုင်အောင်ကြိုးစားကြတယ်ဒီနေ့တရားနာနေတဲ့ပုဂ္ဂိုလ်ရောတရားဟောနေတဲ့ပုဂ္ဂိုလ်ရောဒီတရားပွဲအပြီးမှအလုံးသိကြတော့မယ်ဆိုရင်လက်ဖန်ဘာလုပ်မယ်ဆိုတဲ့စီမံကိန်းတွေအလုံးဖြည့်သိမ့်လိုက်လို့မရဘူးလားရပါမယ်ဒါကြောင့်မြတ်စွာဘုရားကဒီမရဏတုတ္တိကမ္မထံစည်းပြတဲ့အပိုင်းမှာအသက်တရှုအတွင်းမှာ
မသေးသေးပဲနဲ့ဘုရားရှင်ရဲ့တရားတော်တွေကိုကြည်ကြံကြုတ်ကိုပွားများအထုတ်ခွင့်ရရင်တော့တော်ပြီလို့ဒီလောက်အထိနိနိကကမရဏနုတ္တိဘာဝနာကမ္မထံစည်းပြနေတဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားကချီးမွမ်းပါတယ်နော်ဒီနေ့ဒါလောက်နေ့ဝက်လောက်မသေးပဲနဲ့ဘုရားရှင်ရဲ့တရားတွေကိုပွားများအထုတ်ခွင့်ရမယ်ဆိုလို့ရှိရင်သိကောင်းမှာပဲဆိုပြီးမရဏနုတ္တိကိုခဝဝေးလေးထားပြီးတော့စည်းပြနေတဲ့ပုဂ္ဂိုလ်တွေကိုတော့မြတ်စွာဘုရားကမချီးမွမ်းဘူးဒါအမတန်နှုတ်နေတဲ့မရဏနုတ္တိဘာဝနာကမ္မထံစည်းပြနေဆိုပြီးဒီလိုကြည့်ရထားတယ်နော်ဒီတော့မောဟစရိုက်ထူပြောနေတဲ့တတ္တဝါတွေကိုမရဏနုတ္တိကမ္မထံစသည်ဖြင့်ကမ္မထံဘာဝနာတွေစည်းပြအထုတ်ပုံကိုမြတ်စွာဘုရားသင်ပေးလိုက်တော့ဒီမရဏနုတ္တိကမ္မထံကတော့ဥပ္ပဇာရသမာဓိလို့ခေါ်ဆိုအပ်တဲ့ဇာဏကတ်နေတဲ့သမာဓိလောက်နီးနီးအကောင်းတဲ့သမာဓိတစ်မျိုးကိုတော့ရစေနိုင်တယ်ဇန်သမာဓိအထိတော့မဆိုင်ဘူး။ဘာကြောင့်လဲ။မိမိရဲ့သိခြင်းတရားကိုဉာဏ်နဲ့ကပ်ဆောင်ပြီးရှုပတ်သုံးသပ်နေရတဲ့အာယုံတစ်မျိုးဖြစ်နေတယ်။တကယ်မိမိကသိနေတာဟုတ်သေးသလား။မဟုတ်သေးဘူး။မဟုတ်သေးတဲ့အာယုံတစ်ခုကိုဉာဏ်နဲ့ကပ်ဆောင်ပြီးတော့ရှုတော့ဘယ်ပုံဘယ်ပန်းဘယ်နည်းလမ်းအဖြစ်ရှုတယ်လေ။သောဣမာမိဝါကာယဥပတံဟရတိအယံဘိကောကာယောဧဝံဓမ္မောဧဝံဘဝိဧဝံအနတ္တိတောတိဟောမဟာသတိပရဏသုတ်တံစတဲ့ထိုသုတ်တံဤမှာဟောထားတယ်။သောထိုယောဂီပုဂ္ဂိုလ်သည်ဣမမေဝကာယဤမိမိရဲ့ခန္ဓာကိုယ်ကြီးကိုပဲလျင်အယံဘိကောခါယောဤငါရဲ့ရူပကာယခန္ဓာကိုယ်ကြီးသည်လည်းပဲဧဝံဓမ္မောဤသို့ဖြစ်ခြင်းသဘောရှိဧဝံဘာဝိဤသို့မချွတ်ဧကံဖြစ်ပေလိမ့်မည်ဧဝံအနတ္တိတောဤကဲ့သို့ဖြစ်ခြင်းသဘောတရားကိုမကျော်လော့မလွန်မြောက်နိုင်ပေဣတိဤသို့ဥပါဒံဟရတိဉာဏ်ဖြင့်ကပ်၍ဆောင်၏ဘယ်လိုဆောင်တာလဲဆိုတော့ခုနကတရက်သေးပြီးလို့ပုပ်ပွားနေတဲ့အလောင်းကောင်း2ရက်သေးပြီး2ရက်လွန်သွားသေးပြီးလို့2ရက်ကြာလို့ပုပ်ပွားနေတဲ့အလောင်းကောင်းသေးပြီးလို့3ရက်ကြာလို့ပုပ်ပွားနေတဲ့အလောင်းကောင်းပြည်သွေးတွေမဲညိုနေတဲ့ယူစည်းနေတဲ့အလောင်းကောင်စတဲ့ဒီအလောင်းကောင်တစ်ခုခုကိုတွေ့မြင်ရတဲ့အချိန်ခါမှာထိုအလောင်းကောင်အာယုံပေါ်၌ပရိကူလယွန်ရှာဆက်ဆုပ်ွယ်အနေအဖြင့်ဝိပဿနာဘာဝသမထဘာဝနာကမ္မထံစည်းပြန်ရပါတယ်မိမိရဲ့ဘာဝနာစိတ်ကိုထိုအလောင်းကောင်အတုပအာယုံ၌ညီဝတ်စွာကတ်ထားနိုင်တဲ့အချိန်ခါထိုအတုပအလောင်းကောင်ရင်ဒီသေပြီးတော့ပုတ်ပွားနေရတယ်လို့ငါရဲ့ခန္ဓာကိုယ်ဟာလဲဒီသဘောကိုသေပြီးဒီလိုပုတ်ပွားနေတဲ့သဘောကိုဘယ်လိုမှမလွန်မြောက်နိုင်ဘူးဒီလိုသဘောကိုမချွတ်ဧကံဖြစ်ပေလိမ့်မယ်လို့ဉာဏ်နဲ့ကတ်ဆောင်ကြည့်ရအဲ့ဒီလိုကြည့်လိုက်တော့မိမိလည်းသေပြီးပုတ်ပွားနေတဲ့ပြည်သွေးတွေရိုးစိနေတဲ့ညိုမဲနေတဲ့အဲ့ဒီလိုအလောင်းကောင်ကြီးကိုမိမိရဲ့အလောင်းကောင်ကြီးကိုဉာဏ်နဲ့မြင်တဲ့အချိန်ခါကျတော့မှမရဏမေဒုံဇိဝိတမေအတောမေငါဤမရဏတေခြင်းတရားတိဒုံမြဲဤမေငါဤဇိဝိတအသက်ရှင်ခြင်းဒီကအတောမမြဲပြီစသည်ဖြင့်နော်သို့မဟုတ်ဇိဝိတပရိယောဒနာမေမရဏပရိယောဒနာမေဇိဝိတမေငါဤဇိဝိတအသက်ရှင်ခြင်းဒီကမရဏပရိယောဒနာတေခြင်းလျင်အဆုံးပိုင်းခြားရှိ၏စသည်ဖြင့်ဒီလိုရှုပြရအဲ့ဒီလိုရှုလိုက်တဲ့အချိန်ခါမှာမိမိသေပြီးပုတ်ပွားနေတဲ့အလောင်းကောင်အပေါ်၌ဘာဝနာစိတ်ကိုညီမစွာကတ်ထားလိုက်လို့ရှိရင်တဏှာကြီးလောက်ငြိမ့်မယ်ဆိုရင်ငြိမ့်တဲ့စိတ်ကလေးကမိမိရဲ့ရှုပတ်သုံးသပ်နေတဲ့ဟရိယဝတ္ထုနှလုံးအိမ်အတွင်းမှာတည်ရှိနေတဲ့ဟရိယဝတ္ထုရုပ်ကိုမိတွယ်ဖြစ်နေတာဖြစ်တော့ထိုဟရိယဝတ္ထုရှိရာဘက်ကိုဉာဏ်လေးစိုက်ပြီးကြည့်လိုက်ရင်ဝိတ္တဝိသရပိဋိဒုက္ခဧကခရာခေါ်တဲ့အဆိုင်က၅ပါးထင်ရှားနေလိမ့်အဲ့ဒီလိုဆိုင်က၅ပါးထင်ရှားနေတဲ့အခါမှာဒီဆိုင်က၅ပါးကတော့ဥပ္ပဇာရသမာဓိလို့ခေါ်ဆိုအပ်တဲ့ဥပ္ပဇာရသမာဓိကိုရွတ်ဆောင်ပေးနိုင်တဲ့ဥပ္ပဇာရသမာဓိနဲ့ရှင်နေတဲ့ဇိုင်က၅ပါးသာဖြစ်တယ်။အပ္ပနာသမာဓိခေါ်တဲ့ဇံကိုရစေနိုင်တဲ့သမာဓိမျိုးတော့မဟုတ်ဘူး။ဇာဏကတ်နေတဲ့သမာဓိနဲ့သမာဓိဒီဂရီစံချိန်ချင်းတိုင်းတာကြည့်လိုက်ရင်တော့ညီမျှနေတဲ့အတွက်သတိတုပ္ပဇာရအဖြစ်သူကိုတော့ဥပ္ပဇာရသမာဓိလို့ခေါ်ဆိုအပ်ပါတယ်။အဲဒီလိုဥပ္ပဇာရသမာဓိတစ်မျိုးကိုရရင်လည်းထိုသမာဓိကိုဝိပဿနာရဲ့အခြေပါရကအဖြစ်နဲ့ထူထောင်ပြီးတဲ့အခါယုတ်ဒီနန္ဒီသိသိအကြောင်းတရားဒီကိုရှာဖွေအကြောင်းတရားနေနဲ့ကဒီယုတ်နန္ဒီကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးဝိပဿနာဘာဝနာကမ္မထံစီးပြန်ပွားများအထုတ်ခဲ့မယ်ဆိုရင်လည်းအရဟတဘုဘောရောက်နိုင်ပါတယ်အဲ့ဒီနည်းအဖြစ်မောဟစရိုက်သိထူပြောနေပြီးတော့မိမိရဲ့သိခြင်းတရားကိုမေ့နေတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားဒီမရဏနုတ္တိကမ္မထံစတဲ့ထိုကမ္မထံတွေကိုသင်ပေးပြီးတော့ဝိပဿနာဘာဝနာကမ္မထံစီးပြန်ပွားများအထုတ်ပုံကိုသင်ကြားပြတာဆွဆုံးမှပြီးတော်မူတယ်နောက်ပုဂ္ဂိုလ်တစ်မျိုးဝိတကစရိဒါနအာနာပါနတတိပထဝေဂတိနာတိနိဝိတကစရိဒါနဝိတေစရိုင်ထိုပြောကြကုန်သောယဟန်တော်တို့အာနာပါနတတိပထဝေဂတိနာတိနိအာနာပါနတတိကမ္မထံပထဝေကတိုင်းစတဲ့ကမ္မထံတို့ကိုကတိတိဟောကြားပြတာဆွဆုံးမှတော်မူ၏
တတ္တဝါတဥကဝိတ္တစရိုက်တွေသိထူပြောတယ်ကြံစီစိတ်ကူးမှုအာရိကသိကောင်းနေတယ်ဟိုကြံစီလိုက်ဒီကြံစီလိုက်ဟိုတွေးလိုက်ဒီတွေးလိုက်တရားထိုင်ပါတဲ့စိတ်တွေကအပြင်းထွက်နေတာကသိများနေတယ်တရားကတော့ထိုင်နေတဲ့စီမံကိန်းတွေကအမျိုးမျိုးရေးဆွဲနေတယ်နှစ်ဖန်ဘာလုပ်မဲတစ်ဖက်ခါဘာလုပ်မဲဘယ်သူနဲ့ငါဘယ်လိုစကားပြောခဲ့တယ်သူကငါဘာတွေပြောတယ်ငါကသူ့ဘယ်လိုပြန်ပြောတယ်စသည်ဖြင့်ကြံစီစိတ်ကူးနေတဲ့ဝိတ္တစရိုက်တွေကသိအားကောင်းနေရင်လည်းထိုပုဂ္ဂိုလ်အတွက်ဝိတ္တကိုငြိမ့်အေးသွားအောင်ဘုရားရှင်သည်အာနာပါနကမ္မထံကိုသင်ပေးပါတယ်ဝိတ္တကိုငြိမ့်အေးစေတဲ့ကမ္မထံနေတဲ့မှာဒီအာနာပါနကမ္မထံတစ်ခုတည်းတင်လားဆိုတော့မဟုတ်သေးဘူးနော်ပထဝီကတိုင်းစားတဲ့ကတိုင်းပညာတွေကိုအာယုံယူပြီးတော့သမထသမာဓိကိုထူထောင်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒီဝိတ္တတွေကအထိုက်လျောက်ငြိမ့်သွားနိုင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားသည်အာနာပါနဝိတ္တစရိုက်ထူပြောနေတဲ့တတ္တဝါဝိတ္တစရိုက်ထူပြောနေတဲ့ယဟန်တော်ဖြစ်ခဲ့မယ်ဆိုရင်လည်းထိုယဟန်တော်ကိုအာနာပါနကမ္မထံသင်ပေးတယ်ပထဝီကတိုင်းစားတဲ့ကတိုင်းပညာတွေကိုရှုပွားသုံးသပ်ပုံတွေကိုသင်ပေးပါတယ်သင်ပြီးတဲ့အချိန်ကကျတော့ဘယ်အထိဆက်တင်လဲထိုအာနာပါနကသရုဒ္ဓဇံသမာဓိအထိစိုက်သရုဒ္ဓဇံသမာဓိတွေစိုက်တော့သရုဒ္ဓဇံသမာဓိထူထောင်ပုံတွေကိုအစဉ်စဉ်သင်ပေးတယ်ပြီးတော့မှဒီသရုဒ္ဓဇံသမာဓိကိုအခြေခံ၍ယုတ်ဒေနန္ဒီသိသိပုံအကြောင်းတရားရှားဖွေပုံအကြောင်းတရားနေနဲ့ကဒီယုတ်နန္ဒီကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်းတည်းဝိပဿနာရှုပွားပုံတွေကိုအရဟတဖို့ပေါ့သင်ပေးလိုက်အကယ်၍ပထဝီကတိုင်းစားတဲ့ကတိုင်းပညာတွေကိုသင်ပေးရမယ်ဆိုလို့ရှိရင်လည်းဒီပထဝီကတိုင်းစားတဲ့ကတိုင်းပညာတွေကိုဘယ်ပုံဘယ်ပတ်ဗဏိလအဖြစ်စတင်ရှုပွားသုံးသပ်ရမယ်အသေးစိတ်သင်ပေးတယ်သင်ပေးတဲ့အချိန်ကမှဒီပထဝီကတိုင်းကသရုဒ္ဓဇံအထိလည်းပေါက်တယ်ဆက်ပြီးအထုရဲ့အရုပဇံဒီအထိလည်းရပါတယ်သမဘ၈ပါးပေါက်အောင်ပထဝီကတိုင်းစတဲ့ကတိုင်းတွေကိုအခြေခံ၍ရှုပွားသုံးသပ်ပုံတွေကိုသင်ပြီးတဲ့အခါသမထဘိုင်းကနေပြီးတော့ဝိပဿနာကုတဲ့အပိုင်းရောက်လာရင်လည်းယုတ်ဒေနန္ဒီသိသိပုံအကြောင်းတရားရှားဖွေပုံအကြောင်းတရားနေနဲ့ကဒီယုတ်နန္ဒီကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်းတင်ပြီးဝိပဿနာရှုပွားပုံတွေကိုသင်ကြားပြတာပေးလိုက်အရဟတဖို့ပေါက်ပဲသင်ပေးပါတယ်နော်ဒါကဝိတ္တစရိုက်ထူပြတဲ့ပုဂ္ဂိုလ်နောက်တစ်ခုတတ္တစရိဒါနာဗုဒ္ဓနုတ္တိကမ္မထာနာတိနိတတ္တစရိဒါနန္တရာဇယိထူပြောကြကုန်သောယဟန်တော်တို့အားဗုဒ္ဓနုတ္တိကမ္မထာနာတိနိဗုဒ္ဓနုတ္တိကမ္မထံစတဲ့ကမ္မထံတို့ကိုကထေတိဟောကြားပြတာဆိုဆုံးမတော်မူ၏တချို့တတ္တဝါတွေအတိတ်ကစီးပူးထားတဲ့ပါရမီအရှင်ဝါရီကလှုံ့ဆော်လာပြီးဖြစ်တော့ဘုရားအကြောင်းကြားလိုက်ရင်ကျက်တိနေတဖြန်းဖြန်းထပ်ပြီးဘုရားရှင်အကြောင်းကြားလိုက်ရင်သိကြည်ညိုတယ်တရားတော်တွေအကြောင်းကြားလိုက်ရင်သိကြည်ညိုတယ်သံဃာတော်ရဲ့ဂုဏ်တွေကိုကြားလိုက်ရင်သိကြည်ညိုတယ်ပီတိတွေတဖြန်းဖြန်းဖြစ်နေတယ်ဦးဇင်းတို့ဂတိကာရဩဒိန်တေကြီးတို့ကြည့်ပေါ့နော်ကသဗ္ဗမြတ်စွာဘုရားကဂတိကာရဩဒိန်တေကြီးကကသဗ္ဗမြတ်စွာဘုရားကိုပြုစုလုံကျွေးနေတဲ့တက္ကကြီးတူဖြစ်တော့ဒီတက္ကကြီးကလည်းအနာဂံတက္ကကြီးလည်းဖြစ်တယ်ရောင်းဝယ်ခြင်းဆိုတဲ့လုပ်ငန်းရပ်တွေလည်းမပြုလုပ်ဘူးဒါပေမဲ့အိုးလေးဖုတ်ပြီးတဲ့အိုးလေးတွေကိုအိမ်ရှိတနေရာမှာချပြီးတော့ဤအိုးကိုအလိုရှိတဲ့ပုဂ္ဂိုလ်များသည်အိုးနှင့်ညီမျှနေတဲ့တန်ဖိုးချင်းညီမျှတဲ့ဆံတော်၎င်းစီတော်၎င်းစားဝယ်တော့ပဲပစ္စည်းဝတ္ထုတစ်ခုကိုထားခဲ့စီသည်ဆိုပြီးတော့စာလေးကပ်ပြီးတော့သူကတောကိုအလုသွားရပါတယ်ဘာသာလုပ်တယ်အိုးဖုတ်ဖို့ရှင်သွားခွဲရတယ်အိုးဖုတ်ဖို့ထင်းနေသွားပြီးခွေနေရတယ်ဒါပေမဲ့လို့တစ်ဖက်ကမျက်မြင်မိဘနှစ်ပါးကိုလည်းပြုစုလုံကျွေးနေရတယ်တစ်ဖက်ကလည်းကတ္တဗမြတ်စွာဘုရားကိုပြုစုလုံကျွေးနေရတယ်ဒီလောက်တော့ဆင်းရဲနွမ်းပါနေတဲ့ဒီဂတိကာရဩဒိန်တေကြီးမိသားစုကိုကတ္တဗဘုရားရှင်ကလည်းဘာကြောင့်ချီးမြှောက်ပေးရလဲဒီမိသားစုတို့ရဲ့နှလုံးအင်ဟရိယဝတ္ထုအတွင်းနဲ့ကိန်းဝတည်နေတဲ့တရားတရားလေးတွေကိုကြည့်ပြီးတော့ဘုရားရှင်ကချီးမြှောက်တယ်ဒီတရားတရားတွေကသိပြီးရဲရဲတောက်ပုံနဲ့ပတ်သက်လို့ပုံစံလေး2ခု3ခုတော့ထုတ်ပြထားတယ်တစ်ချိန်မှာဂတိကာရဩဒိန်တေကြီးကတွန်းသွားဖို့အကြောင်းကြုံနေတဲ့ကတ္တဗဘုရားကြွလာသည့်တိုင်အောင်မဆိုင်နိုင်ဘူးဒီတော့မိဘနှစ်ပါးကိုမှားထားခဲ့တယ်ကတ္တဗမြတ်စွာဘုရားဖုံးပွင့်ရအတွက်အိုးခွက်ကလေးတွေနဲ့ကတ္တဗမြတ်စွာဘုရားရှင်အတွက်ဆွနေဟင်းဒီခုခတ်ပြီးတော့တဏှာမှာသိသိထားခဲ့တယ်ဘယ်နေရာမှာထားခဲ့တယ်ဆိုတာမိဘတွေကိုတော့ပြောပြခဲ့တယ်ကတ္တဗဘုရားအတွက်ပြင်ဆင်ပြီးတဲ့အခါမိဘနှစ်ပါးကိုယူမွေတယ်ကြံနေတဲ့ပစ္စည်းဝတ္ထုကိုမိမိကိုယ်တိုင်စတော့ပြီးတော့ထွက်ခွာသွားတယ်သွားကနီးမှာမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားကြွလာတော်မူခဲ့ရင်အရှင်ဘုရားရဲ့တပည့်အလိုအကျွေးတရားကတော့တောကိုထွက်ခွာသွားပြီဖြစ်ပါတယ်ဘယ်နေရာမှာဆွမ်းနေရှိတယ်ဟင်းနေရှိတယ်ထိုဟင်းတွေကိုဘုရားရှင်ယူပြီးဖုံးပြီးသုံးတော်တော်မူပါဆိုပြီးမိဘနှစ်ပါးကိုလျှောက်ထားခိုင်းခဲ့ကတ္တဗမြတ်စွာဘုရားကလည်းဆွမ်းစားခြင်းအချိန်တန်းတော့ကြွရောက်လာပြီးလျှောက်ထားသည့်အတိုင်းပဲယူပြီးကိုယ်တိုင်ခုခတ်ပြီးဖုံးပြီးတော်မူပါတယ်ဒီတရင်ကိုတောကပြန်လာတဲ့ဂတိကာရဩဒိန်တေကြီးကြားလိုက်တဲ့အချိန်ခါမှာဝမ်းသာလိုက်တဲ့ပီတိတွေဆန္ဒရတိုင်တဲ့စက်တိုက်ဖြစ်တယ်
မိဘနှစ်ပါးမှာ9ရက်တိုင်တိုင်ဇက်တိုက်ဖြစ်တယ်ဒီနေ့ကောင်းမှုကုသိုလ်တစ်ခုပြုကြတဲ့ပုဂ္ဂိုလ်တွေရှိဘူးကြမယ်ဘုန်းကြီးတွေဆွံ့ကြရလို့15ရက်တိုင်တိုင်ပီတိတွေအဆက်မပြတ်ဖြစ်နေတာဘယ်နှယောက်ရှိတိုင်းတန်ဒီသူတို့ရဲ့တရားတရားစွန့်အားပဲနော်အလားတူပဲနောက်တစ်ချိန်လဲဒီတိုင်းပဲမယောမုံနေထဲထားခဲ့တယ်ဒီတိုင်းပဲဖုံးပြီးတော့ကြားလိုက်တဲ့အခါ15ရက်တိုင်တိုင်ဂတိကတော့ဩဒိန်တဲ့ကြီးကဝမ်းသာတယ်မိဘနှစ်ပါးမှာ9ရက်တိုင်တိုင်ဝမ်းသာကြတယ်တစ်ချိန်ခုလိုမိုးရသည်နေလာတော့ကတ္တဗမြတ်စွာဘုရားကျောင်းတော်ကမိုးယိုနေတယ်မိုးယိုနေတဲ့အချိန်ခါမှာယဟန်တော်တွေကိုမြတ်စွာဘုရားကအမိန့်ရှိတယ်ကဲသွားကြစမ်းဂတိကတော့ဩဒိန်တဲ့မှာငါဘုရားရှင်အိမ်မှာဂတိကတော့ဩဒိန်တဲ့တို့ရဲ့အိမ်မှာငါဘုရားရှင်ကျောင်းမိုးဝင်ရအတွက်အမိုးသွားရှာကြည့်ရှိလားမြက်အမိုးဆိုတော့ကတော့ကုကလာတဏီတို့လို့တက်ကဲတို့လို့အမိုးမျိုးပြောတာပါဒီတော့ယဟန်တော်တွေကဗာလျောက်ထားကြတယ်မြတ်စွာဘုရားဂတိကတော့ဩဒိန်တဲ့ရဲ့အိမ်မှာတော့ဘုရားရှင်ကျောင်းတော်မိုးဝင်ရအတွက်မြက်အမိုးတော့မရှိဘူးသို့တော့သူတို့အိမ်ကိုမိုးထားတဲ့အမိုးတွေတော့ရှိနေတယ်ကဲသွားခွာယူကြဘုရားရှင်ကခိုင်းလိုက်တယ်ယဟန်တွေကလည်းဘုရားရှင်ရဲ့အမိန့်တော်အတိုင်းသွားပြီးတော့အိမ်အမိုးကိုခွာတဲ့အခါမိဘနှစ်ပါးကဘာပြောလဲအိမ်အမိုးကိုခွာနေတာဘယ်လိုပုဂ္ဂိုလ်တွေလဲလို့လှမ်းမိလိုက်တော့ကတ္တဗမြတ်စွာဘုရားရဲ့တတိယဟန်တော်တွေဖြစ်တယ်ကတ္တဗမြတ်စွာဘုရားရဲ့အကြောင်းတော်မိုးယုံနေလို့ဒီအိမ်အမိုးတွေကိုလာပြီးခွာတယ်မိဘနှစ်ပါးဝမ်းသာလိုက်တာတို့မျက်မမြင်ဒုက္ခတဲ့နှစ်ဦးစင်းစင်းရဲရဲနေရတဲ့အိမ်လေးရဲ့အမိုးမရှိရတဲ့အထက်ဒီဘုရားရှင်ကလာပြီးအခွာခိုင်းရဲ့လေချင်းဆိုတဲ့စိတ်ထားတစ်ချက်မှမဖြစ်ဘူးဒီကကြီးတွေအိမ်ကုနေမြန်ဘုန်းကြီးတွေလာခွာရင်ဘယ်နဲ့နေမလဲတရားတရားချင်းမတူပုံလေးပြောတာပါနော်မိဘတွေဝန္တာလိုက်တာ9ရက်ကြာတယ်ဂတိကတော့ဩဒိန်တဲ့ကြီးတောကနေပြန်လာတဲ့အချိန်ခါဒီသတင်းကြားလိုက်တော့ဝန္တာလိုက်တဲ့15ရက်တိုင်တိုင်ပီတိတွေတဟုံဟုံဖြစ်နေစဉ်းစားလိုက်တဲ့ပီတိတွေတသိမ့်သိမ့်ထပြီးတော့ဝန္တာနေတယ်အဲ့ဒီလိုတရားတရားအကောင်းနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါပေမဲ့လို့ဂတိကတော့ဩဒိန်တဲ့မိသားစုတို့ရဲ့အိမ်မှာအမိုးတွေမရှိပေမဲ့လို့အဲ့ဒီတမိုးတွင်လုံးမိုးရွာတာမိုးမဆိုးဘူးဘာကြောင့်လဲဆိုတာအကြောင်းပြတော့ဂတိကတော့ဩဒိန်တဲ့ကြီးကတော့အနာဂံဖြစ်နေတဲ့အတွက်စိတ်မချမ်းသာဖို့နည်းနည်းမှမဖြစ်ဘူးဒါပေမဲ့မိဘနှစ်ပါးကတော့ပုထုဇဉ်တွေဖြစ်ပုံရတယ်ပုထုဇဉ်တွေဖြစ်ပါလျက်ကဲနဲ့တို့မျက်မမြင်ဒုက္ခတဲ့နှစ်ဦးနေတဲ့အိမ်လေးရဲ့အမိုးကိုခွာရက်လေခြင်းဆိုတဲ့စိတ်ထားတစ်ချက်မှမဖြစ်ဖြစ်ဘူးတဲ့စိတ်ထိန်နေတဲ့စွမ်းအားပဲတရားတရားအကောင်းပုံလေးနော်အဲဒီလိုမဖြစ်တဲ့အတွက်ကြောင့်ထိုမိဘနှစ်ပါးတို့ရဲ့ကုသိုလ်ကံစွမ်းဟုန်ကြောင့်ဂတိကာရဩဒိန်တဲ့တို့ရဲ့မိသားစုအိမ်ကလေးမိုးမဆူဆူဘူးမိုးရွာခြင်းရွာပါစေမိုးမဆူဆူဘူးလေတိုက်ခြင်းတိုက်ပါစေအိမ်ထဲမှာလေမဝင်ဘူးပဂတိဝင်နေကြလေတော့ဝင်တယ်ဒါပေမဲ့လေတိုက်ခြင်းတည်းဟူသောကြောင့်အနှောက်အယှက်ဖြစ်တဲ့လေမျိုးအိမ်အမိုးမရှိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့လေမျိုးမဝင်ဘူးနေတော့ပူခြင်းပူတယ်ဒါပေမဲ့တစ်စက်ပိအတွင်းမှာနေပြောက်မထိုးဘူးပင်ကိုယ်အတိုင်းမှာပြီးတော့ဒီနေရာလေးဟာဂတိကတော့ဩဒိန်တဲ့တို့မိသားစုနေထိုင်သွားတဲ့နေရာလေးဟာနောက်တစ်ချိန်ဒီဝေကလင်္ကရွာကြီးသူတို့နေထိုင်နေဝေကလင်္ကရွာပဲဒီရွာကြီးပြည့်စည်သွားပြီပြည့်စည်သွားတဲ့အချိန်ခါမှာဂတိကတော့ဩဒိန်တဲ့တို့မိသားစုနေတဲ့အိမ်နေရာလေးတစ်ခုရှိတယ်အဲ့ဒီနေရာလေးဟာလဲမိုးမဆူဆူဘူးဒီရွာကြီးပြတ်သွားပြီမဲ့ကပ္ပထိတိဒီကဘာတီနေသွေးကာလပတ်လို့ဒီနေရာဟာဘယ်တော့မှမိုးမဆူဘူးလို့အဆိုရှိဒါကြောင့်အဲ့ဒီဝေကလင်္ကရွာဟောင်းကုန်းမှာတချို့ယောက်ျားတွေကအလုတ်သွားလုပ်ပြီးဆိုလို့ရှိရင်မိုးမစိုးစွတ်ချင်မှုဆိုရင်တော့ဂတိကာရဩဒိန်တဲ့မိသားစုတို့နေထိုင်ခဲ့တဲ့မြေနေရာလေးမှာသွားထိုင်ပြီးအလုတ်လုပ်ဘယ်တော့မှမိုးမစိုးခြင်းနဲ့ပစ္စည်းတွေရှိခဲ့တယ်ဆိုရင်လည်းဒီဂတိကာရဩဒိန်တဲ့မိသားစုတို့နေထိုင်တဲ့နေရာလေးမှာသွားထားဘယ်တော့မှမိုးမစိုးဘူး။ဘာကြောင့်ဒီလိုမိုးမစိုးရလဲလို့မေးတော့ခုနကမျက်မမြင်မိဘနှစ်ပါးတို့ရဲ့ကုသိုလ်ကံစွမ်းဟုန်ကြောင့်ဒီနေရာမိုးမစိုးခြင်းဖြစ်တယ်လို့အကြောင်းပြထားတယ်။အဲ့ဒီလိုတရားတရားအကောင်းနေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ခဲ့ရင်ဘုဒ္ဓနုဒ္ဓတိကမ္မထံကိုသင်ပေးလိုက်ချက်ချင်းတမာတိဖြစ်ဒီတမာတိကိုအခြေခံရရုပ်တည်နာနေသိအကြောင်းတရားတွေကိုရှားခွေးပြီးဝိပဿနာဘာဝနာကမ္မထံစီးပြမယ်ဆိုရင်လည်းအဲ့ဒါတခုပေါ့ရောက်နိုင်ပါတယ်နော်ဒါကြောင့်မြတ်စွာဘုရားသည်တရားစရိုက်ထူပြောနေတဲ့ပုဂ္ဂိုလ်တွေကိုလည်းဗုဒ္ဓနုဒ္ဓတိကမ္မထံဓမ္မနုဒ္ဓတိကမ္မထံသံဃာနုဒ္ဓတိကမ္မထံစတဲ့အနုဒ္ဓတိကမ္မထံတွေကိုသင်ကြားပြသပေးတယ်ထိုကမ္မထံတွေကိုထူထောင်လိုက်လို့ဥပ္ပဇ္ဇရသမာဓိနယ်မြေသို့ဆိုင်လို့စိတ်ကငြိမ်ဝလာတဲ့အချိန်ခါမှာရုပ်တည်နာနေသိစီပုံအကြောင်းတရားတွေရှားဖွေပုံအကြောင်းတရားနေကဒီယုတ်နန္ဒီကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တည်ပြီးဝိပဿနာရှုပွားဘုံတွေကိုဆက်လက်ပြီးသင်ကြားပြတာဆုံးဆုံးမှပြီးတော်မူပါတယ်အရဟတဖို့ပေါ့ပဲသင်ပေးလိုက်နော်ဒါကတရားစရိုက်ထူပြောနေတဲ့ပုဂ္ဂိုလ်တချို့ကြတော့ဗုဒ္ဓစရိုက်တဲ့ဗုဒ္ဓစရိဒါနသရုဒ္ဓတဝဝဋ္ဌာနာတိနိ
ဗုဒ္ဓိစရိဒါနဗုဒ္ဓိစရိဒါနပညာစရိုက်ထူပြောကြကုန်သောယဟန်တော်တို့အားသတုဓာတောဝဝဌာနသတုဓာတောဝဝထကမ္မထံကိုကတိတိဟောကြားပြသတော်မူ၏တချို့ယဟန်တော်ဒီတချို့တတ္တဝါတွေကြတော့ဗုဒ္ဓိစရိုက်ပညာစရိုက်သိအားကောင်းတယ်သူကစဉ်းစားဆင်ခြင်ဝေဖန်သုံးသပ်တတ်တဲ့ဉာဏ်အားဖြင့်ကသိကောင်းနေတယ်ဘာကြောင့်ကောင်းရလဲအတိတ်ကစိဗုထတဲ့ပါရမီအရှင်ဝါရီကလှုံ့ဆော်နေတဲ့အတွက်ထိုစိဗုထတဲ့ပါရမီအရှင်ဝါရီရဲ့စွမ်းဟုန်ကြောင့်သူတို့မှလည်းပညာစွမ်းအားတွေကသိထက်မြက်နေဉာဏ်ပညာတွေကဒီလိုသိထက်မြက်နေတဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရှိရင်တော့ပရမတ်တို့ရဲ့ယုံနာပရမတ်တဘာဝတွေကိုဉာဏ်နဲ့ထိုးထွင်းပြီးသမာဓိထူထောင်ရင်ထိုပုဂ္ဂိုလ်မျိုးဒီသမာဓိအဖြစ်ဉာဏ်နဲ့ဒါကြောင့်သတုဓာတုဝဝထံကမ္မထံကိုဘုရားရှင်သင်ပေးတယ်သင်ပေးတဲ့အပိုင်းမှာဒီလိုပညာစရိုက်ထူပြောနေတဲ့ပုဂ္ဂိုလ်တွေမှာသိပြီးပညာထက်နေတဲ့ပုဂ္ဂိုလ်ကတစ်မျိုးပညာအလက်အလတ်သို့မဟုတ်နည်းနည်းလေးနှုတ်နေတဲ့ပုဂ္ဂိုလ်ကတစ်မျိုးနှစ်မျိုးရှိတယ်အဲဒီလိုနှစ်မျိုးမှာပညာသိထက်ရင်တော့ဓကမ္မထံအကျဉ်းကြီးသင်ပေးလိုက်ပညာနှုတ်နေမယ်ဆိုလို့ရှိရင်ဓကမ္မထံအကျဉ်းကြီးကိုသင်ပေးတယ်လို့ဒီလိုသတ်မှတ်ချက်ရှိပါတယ်နော်ဒါကြောင့်ဒီနည်းအပြင်မြတ်စွာဘုရားသည်ခြေချွတ်ရမယ်ဝိနည်းတတ္တဝါတို့ရဲ့ဣဇာတိယဓာတ်ခံနှလုံးသွင်းအလိုအကျဇယိုက်ကိုလိုက်ပြီးတော့မြတ်စွာဘုရားကမ္မထံအမျိုးမျိုးသင်ကြားပြတာဆွဆုံးမှပြီးတော်မူတယ်ဒီတော့ဘယ်နှမျိုးဖြစ်သွားလဲ6မျိုးနော်အတုဒီကိုသဝိညာဏကအတုပအဝိညာဏကအတုပလို့ခေါ်ဆိုအပ်တဲ့အတုပကမ္မထံသင်ပေးတယ်ဓဝတ္တစရိုက်ထူပြောတဲ့ပုဂ္ဂိုလ်တွေကိုမေတ္တာကရုဏာမုဒိတာဥပက္ခခေါ်တဲ့ပြမေဇောတရားတွေသင်ပေးမောဟစရိုက်ထူပြောတဲ့ပုဂ္ဂိုလ်တွေကိုမရဏနုဒတိကမ္မထံစတဲ့ကမ္မထံတွေကိုသင်ပေးတယ်ဝိတေစရိုက်ထူပြောနေတဲ့ပုဂ္ဂိုလ်တွေကိုအာနာပါနကမ္မထံပထဝီကတိုင်းစတဲ့ကတိုင်းပညာကမ္မထံတွေကိုသင်ပေးလိုက်တယ်သရာစရိုက်ထူပြောတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓနုဒတိကမ္မထံစတဲ့အနုဒတိကမ္မထံတွေကိုသင်ပေးတယ်ပညာစရိုက်ထူပြောနေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့သတုဓာတုဝဝထံကမ္မထံစတဲ့ဒီကမ္မထံတွေကိုသင်ပေးပါတယ်စသည်ဆိုတာကတော့သူ့ရဲ့ဣဇာတိယဓာတ်ခံကြည့်ပြီးတော့ပြောင်းသိရင်နည်းနည်းတော့ပြောင်းပေးတယ်ပေါ့နော်အဲ့ဒီလိုကမ္မထံအမျိုးမျိုးသင်ပေးလိုက်တော့တစ်ချိန်မှဘာဖြစ်လာလဲအထာဂောပိစမတ္တာနိဘေကုတ္တရာနိဘဂဝတ္တောတန္တိကေကမ္မထနာဩကေတဝတ္တပယသေနာတနိသဂောစရကမိသပရိယေသမာနာနိအနုပုပ္ပေနကန္တဝပစ္စံတေဟိမဝန္တေနတတ္တေဧကပတ္တနီလကာသမဏိတဏိဘတိလတလံတိတလကနိသယနီလဝနတန္တမန္တိတမုဒ္ဒတလရဇတပတ္တသရိတဝါလုကကိဏဘူမိဘာကံသူစီသာတတိတလဇလာတရားပရိဝါရိတံပပတ္တမတ္တတန္တုဘာပြောလဲယဟန်တော်900တစ်ချိန်မှနော်မြတ်စွာဘုရားထံမှာကမ္မထံနေသင်ယူကြတယ်ကမ္မထံသင်ယူတော့ဘာကမ္မထံဆိုတာကတော့နောက်ပိုင်းမှာဖော်ပြထားပါတယ်ဥစဉ်တို့ကမ္မထံမှာ2မျိုးရှိတယ်နံပါတ်1ပါရိဟာရိယကမ္မထံလက်ဆွဲအမြဲတမ်းပွားများအထောက်ရတဲ့ကမ္မထံကိုပါရိဟာရိယကမ္မထံလို့ခေါ်တယ်နံပါတ်2ကျတော့သဗ္ဗထကကမ္မထံတဲ့သဗ္ဗထကကမ္မထံလို့လည်းခေါ်တယ်သတုရရခကမ္မထံလို့လည်းခေါ်တယ်သဗ္ဗတကကမ္မထံဆိုတာကတော့ဘယ်ကမ္မထံမဲ့ပွားများအထုတ်ဒီကမ္မထံ၄မျိုးကအခါခါသိအလိုရှိအပ်လို့သူတို့ကိုသဗ္ဗတကကမ္မထံလို့ခေါ်တယ်ဘာတွေလဲဆိုတော့မေတ္တာရဲ့ဗုဒ္ဓနုဒတိယမရဏနုဒတိယအတုပရဲ့အဲ့ဒီကမ္မထံ၄မျိုးကိုသဗ္ဗတကကမ္မထံလို့ခေါ်တယ်တနည်းအားဖြင့်တော့သတုရရခကမ္မထံလို့လည်းခေါ်တယ်သတုက၄အာရခကအဆောင်အရှောက်၄ပါးကမ္မထံလို့ဆိုလိုတယ်နော်ဘာကိုစောင့်ရှောက်ပေးတယ်တရားအထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်ကိုကာကွယ်စောင့်ရှောက်ပေးတယ်ဘယ်ပုံဘယ်ပန်းစောင့်ရှောက်ပေးတယ်မေတ္တာကမ္မထံကအန္တရာယ်ပြုမဲ့နဗလုစတဲ့တတ္တဝါတွေကိုအန္တရာယ်မပြုနိုင်အောင်ကာကွယ်စောင့်ရှောက်ပေးတယ်မရဏနုဒတိကမ္မထံကြတော့ခုနကစီမံကိန်းအမျိုးမျိုးရေးဆွဲနေတဲ့ပုဂ္ဂိုလ်တွေအတွက်စီမံကိန်းတွေဖျက်သိမ်းနိုင်အောင်ကာကွယ်စောင့်ရှောက်ပေးတယ်အတုပကမ္မထံကြတော့ရာဂဖြစ်ပေါ်လာခဲ့ရင်ဒီရာဂကိုနှိမ်နှင်းတိုက်ပြရေးအတွက်ရာဂမဖြစ်အောင်ကာကွယ်စောင့်ရှောက်ပေးတယ်ဗုဒ္ဓနုဒတိကမ္မထံကြတော့တရားအထုတ်တဲ့အချိန်ကမှတခါတလေတရားတွေကရော့သွားပြီအိမ်ပြန်ရင်ကောင်းမယ်နဲ့တူတယ်တရားကလည်းရှိမတည့်ဘူးနှစ်ဖန်ပြန်ရင်အကောင်းမလားတစ်ဘက်ကပြန်ရင်အကောင်းမလားအဲ့ဒီလိုတရားတွေကယောနေလာပြီဆိုရင်တရားတွေထက်သန်သွားအောင်ဘာလို့ရလဲဗုဒ္ဓနုဒတိကမ္မထံစတဲ့ကမ္မထံကြီးပွားများအထုတ်ပေးရတယ်အဲ့ဒီတရားကိုကာကွယ်စောင့်ရှောက်ပေးတဲ့ကမ္မထံမှာအဲ့ဒီလိုအဆောင်အရှောက်ကမ္မထံ၄မျိုးဆိုတာကရှိတယ်ပါရိဟာရိယကမ္မထံကတော့ကမ္မထံ40ထဲမှာဘယ်ကမ္မထံပဲဖြစ်ဖြစ်မိမိလက်သုံးထားလို့ကထားနိုင်တယ်အာနာပါနလက်သုံးထားခြင်းလည်းထားကတိုင်းကိုလက်သုံးထားခြင်းလည်းထားရပါတယ်နော်
40တဲ့ကဘယ်ကမ္မထမဲ့ဖြစ်ဖြစ်သူကသွားလျာလာလျာမှအမြဲတမ်းအခြေခံအဖြစ်နဲ့ပေါ်များနေတဲ့ကမ္မထဒီဌာနမှာတော့ဓကမ္မထကိုပြည်တယ်ပြီးတော့ဩဒတကတိုင်းကိုပါရိဟအရိယကမ္မထအဖြစ်သင်ပေးထားပါတယ်နော်ထိုင်နေဒီဩဒတကတိုင်းဖြစ်သရုဒ္ဓဇန်သမာဓိဆိုင်အောင်အမြဲတမ်းသမာဓိထူထောင်ခိုင်းတယ်အဲ့ဒီကမ္မထကိုပါရိဟရိယကမ္မထလို့ခေါ်နိုင်ပါတယ်ဓကမ္မထကိုလည်းပါရိဟရိယကမ္မထခေါ်ခြင်းလည်းရပါတယ်နော်ဓကိုပြည်တယ်ထားတာဖြစ်လို့အဲ့ဒီပါရိဟရိယကမ္မထလက်သုံးကမ္မထကတစ်မျိုးရှိပြီးတော့ခုနကသဗ္ဗတကသုံးဖို့သတုရတဲ့ခါလို့ခေါ်ဆိုအပ်တဲ့ကမ္မထကတစ်မျိုးအဲ့ဒီကမ္မထကတော့သင်မြဲဓမ္မတာပဲသင်ကိုပြရတယ်ကမ္မထ40ထဲမှာကြာရကမ္မထတစ်ခုကိုပါရိဟရိယကမ္မထလက်သုံးကမ္မထအဖြစ်သင်ပြီးတဲ့ယောဂီပုဂ္ဂိုလ်တွေသတုရတဲ့ကကမ္မထကိုတော့အကာအကွယ်အဆောင်ရှောက်အလုံးကသင်ရမြဲဓမ္မတာဖြစ်ပါတယ်နော်အဲ့ဒီသင်မြဲဓမ္မတာအတိုင်းဒီဟန်တော်တွေကမြတ်စွာဘုရားထံမှာကမ္မထယူတော့သူတို့ကနောက်ပိုင်းအထက်ကရာအဖွင့်ကိုလှမ်းမြော်ပြီးကြည့်လိုက်ရင်တော့သူတို့ကကတိုင်းတွေကိုပါရိဟရိယကမ္မထအဖြစ်သင်ယူသွားကြတယ်ကတိုင်းဇန်တွေကိုပွားပြီးတော့ထိုကတိုင်းဇန်သမာဓိကိုအခြေခံ၍ယုတ်နာနေသိသိအကြောင်းတရားရှားဖွေပြီးဝိပဿနာဘာဝနာကမ္မထစီးပြန်ပွားများအထောက်နေတဲ့ပုဂ္ဂိုလ်တွေပဲသို့တော့မေတ္တာရဲ့ဗုဒ္ဓနုဒ္ဓရိရဲ့မရဏနုဒ္ဓရိရဲ့အတုပကမ္မထရဲ့ဒီကမ္မထ၄မျိုးကတော့သရုရရက်ခလို့ခေါ်ဆိုအပ်တဲ့အဆောင်အရှောက်တရား၄မျိုးအနေနဲ့သင်နေကြဓမ္မတာအတိုင်းသင်သွားပါတယ်လက်သုံးအမြဲတမ်းအလေးကရုပြုတ်ပြီးပွားများနေတာကတော့ကတိုင်းဖြစ်တယ်နော်အဲ့ဒီလိုသင်ယူပြီးတဲ့အချိန်ခါမှာသဗ္ဗယသေနာတနမိမိတို့နဲ့မျှတတဲ့အကြောင်းလေးတွေကိုရှာဖွေတယ်ဘောဇရကာမမျှတမဲ့ဆွမ်းခံရာကိုရှာဖွေရင်းဖြင့်သူတို့ခရီးစဉ်ထွက်လိုက်ကြတာဘယ်ရောက်သွားတယ်ဆိုတော့ဟိမဝန္တာနဲ့ပိဿန္တရိအယဟိမဝန္တာနဲ့ဒဇတ်ထဲဖြစ်နေတဲ့နီလကာသမဏိတဏိပအတိတလာနော်သီလတလနီလညိုနေတယ်ကာသမဏိဗရမ ्या လေးတွေညိုနေတဲ့ဗရမ ्या ဆိုတော့ဗရမ ्या အစအနလေးတွေပါတကယ်တန်ဖိုးရှိတဲ့ဗရမ ्या မျိုးတော့ဟုတ်ဘူးနော်အဲ့ဒီကြောက်ညိုဗရမ ्या လေးတွေစုဝေးနေတဲ့ကြောက်ဖြာကြောက်မြေပြင်တစ်ခုရှိတယ်အဲ့ဒီမှာတေတလိကဏဆာယအေးမြတဲ့အရေးအာဝါဒတွေကဒီကြောက်ညိုမြေနယ်မြေကိုဖုံးအုပ်ထားတယ်နီလဝနတန္တမန္တိတညိုနေတဲ့တောအုပ်ကြီးဖြင့်ဒီအရက်ကလေးကိုတန်းဆန်းဆင်ထားတယ်လမ်းမြော်ကြည့်လိုက်ပေါ့နော်ခုနကခုကလည်းကြောက်တလိခတ်ညိုညိုလေးတွေဆိုကြပါစို့ကြောက်တလိခတ်ညိုညိုလေးတွေကအပြည့်ခင်းထားပြီးတော့အမတန်စိမ့်စုံနေတဲ့တောအုပ်ကြီးတစ်ခုကဒီကြောက်ညိုလေးတွေကိုဖုံးအုပ်ထားတဲ့ဒေသတစ်ခုနော်မௌဒ္ဒတလရဇတပတ္တသရိတဝါလုကဂိဏဘုံမိဘာကံတဲ့ပလဲအယောင်ရှိနေတဲ့နော်ငွေပြားတွေခင်းထားတယ်လို့ညီမျှနေတဲ့သဲပြင်တွေကလည်းဒီနေရာမှာဖုံးအုပ်ထားတယ်ဖုံးအုပ်ထားပြီးတဲ့အချိန်ကကျတော့အေးမြတဲ့အရိပ်တွေကဒီနေရာမှာတောအုပ်အတွင်းဖြစ်နေတော့အေးမြတဲ့အရိပ်အာဝါဒတွေကလည်းတန်းစာဆင်ပြီးဖုံးအုပ်ထားတယ်နောက်တစ်ခုအဲ့ဒီလိုတန်းစာဆင်ဖုံးအုပ်ထားတဲ့တောင်ခြေတစ်ခုကိုသူတို့သွားပြီးတွေ့ကြတယ်ခမန်းကြည့်ရတော့ဗောလေဦးဇင်းတို့လွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်လောက်က1329ခုနှစ်လောက်ကနဲ့တူပါတယ်ကန္ဒီသရောဘုရားကြီးမှာဦးဇင်းတို့နေထိုင်ပြီးတော့အလောင်းတော်ကသဗ္ဗသွားတော့ကန္ဒီကနေအလောင်းတော်ကသဗ္ဗကိုမိုင်40ကျော်ခီးနေရပါတယ်ဒီနေ့အချိန်ခါမှာပရမတ်နေ့တစ်တိုက်တဲ့ကားအနေနဲ့ဂျုံနာနဲ့10မိုင်လောက်တော့လမ်းမလျှော်ဘဲနဲ့လိုက်သွားရတယ်အဲဒီ10မိုင်လောက်အရက်ဒေသကနေပြီးတော့ဟိုဘက်ကိုဓမ္မနဲ့ကို15မိုင်ခီးလောက်ခီးပြင်းနေရအဲ့ဒီခီးတစ်လျှောက်မှာကြည့်လိုက်လို့ရှိရင်သဲတောင်ပဲသဲတောင်သဘောသစ်ပင်တွေအောက်ကြည့်လိုက်လို့ရှိရင်သစ်ပင်တွေကအင်းပင်တွေများကြပါတယ်အင်းပင်တွေများတော့အင်းပင်တွေကတပင်နဲ့တပင်ထိစပ်ပြီးတော့ပြောင်းနိုင်လေးတွေထောင်ထားသလိုပေါက်နေကြတာဖြစ်တော့အင်းပင်တွေရဲ့အောက်ခြေပါဝန်းကျင်ကိုကြည့်လိုက်ရင်သဲမြေပြင်တွေဖြစ်တယ်သဲတွေကဖုံးအုပ်ထားတော့အရေးအာဝါဒတွေကြည့်လိုက်လို့ရှိရင်လည်းရှက်နေတယ်နေပြောက်သိပြီးမထိုးသစ်ပင်ချင်းတွေကလည်းတပင်နဲ့တပင်ကတ်နေတယ်အဲ့ဒီပုံစံမျိုးလို့ယူဆရပါတယ်နော်ရေမိုးကြည့်လိုက်တော့လည်းရေမိုးတွေကသိချမ်းသာတယ်ချမ်းသာတာကအဲ့ဒီနေရာဒေသတွေမှာတခါကြီးတွေမေးကြည့်လိုက်တော့ရေတူးမယ်ဆိုရင်ဘယ်နေရာပဲတူတူ5,000ဆိုရင်တွေ့တာသစ်ပင်တောကြီးတစ်ခုလုံးကဖုံးအုပ်ထားတဲ့ဒေသတစ်ခုဖြစ်တယ်သဲမြေကဘာဖြစ်လို့ဖုံးအောင်လဲလို့မင်းရင်တော့မြင့်တဲ့ဒေသမှာရှိတဲ့တောင်မှာရှိတဲ့ရေတွေကစီးကြလာတဲ့အချိန်ခါမှာနေတဲ့ဒေသတွေမှာဒီသဲတွေကလာပြီးတဖြည်းဖြည်းဖုံးအုပ်ထားတော့မြေပြင်ဟာသဲမြေပြင်သဘောလိုဖြစ်ပြီးသိပ်တန်ရှင်းနေတယ်နော်အဲ့ဒီလိုတန်ရှင်းနေတဲ့တောင်ချေတစ်ခုတောအုပ်တစ်ခုကိုသွားပြီးဒီဟန်တော်တွေကတွေ့ကြတယ်တွေ့တဲ့အချိန်ခါကျတော့ဘာဖြစ်လဲအထာခောတေဘိက္ခုတတ္ထေကရတ္တင်ဝသိတဝါပဗန္တယာရတိယသရိရပရိကမ္မံကတ္တဝတတအဝိတုရေအညတရံကမ္မပိဋ္ဌာယပဝိသိမ့်တုအထာခောတောက၌တေဘိက္ခုထိုယံတော်တို့သည်တတ္ထထိုနေရာ၌
ဧကရာတိတညင်းမြဝတိတော်ဝါသတင်းသုံးတော်မူကြကုန်၍ပပတာယရတိယမိုးတော့ညင့်မိုးတော့ရောက်သောအခါသရိရာပရိဇက်သရိရာပရိကမ္မကိုလက်သုတ်တင်ခြင်းလုံငရကောကတဝပြုကြကုန်၍တတ္တထောတောဩဤအဝိဒုရေမဏိမဝေ၌အညတရကမ္မံတခုသောရွာကိုပိဋ္ဌာယဆွမ်းလုံးငါပဝိသိမ့်သို့ဝင်ရောက်တော်မူကြလေကုန်၏ဒီတောအုပ်နဲ့မလှမ်းမကန်တဏှာမှာရွာတရွာရှိတော့ဒီရွာကိုသူတို့နန်းနဲ့မိုးတော့အလင်းရောက်တဲ့အချိန်ခါမှာဆွမ်းကန်အလုပ်ငါဝင်ကြတယ်ကာမောကဏဏိဝေတတဏိဝေထကုလသဟတယုတ်တော်ရွာကိုကြည့်လိုက်တော့လူမျိုးပေါင်းစုံတို့ရောပြန်ပြီးနေထိုင်တဲ့ရွာကြီးတစ်ခုဖြစ်နေတယ်မနုဿာစေတတတ္တပဒနာလူတွေကလည်းသိပြီးတရားတရားကောင်းကြတယ်ဒေပိစံဒေပပိစိတတဒနာတတုံလဘတယဘေခုဒိဋ္ဌဝဧဝပိတိသောမနတဇာတဟုတ်တော်ဝါဒေဘေခုဘောဇိတဝါ